အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Blessed 230ပြည့်မွေးနေ့အတွက်အဝါကျိတ်ဖုကန်နေစားပင်းနဲ့ချိတ်ဆက်ပြီးတော့ဘူရထောင်ဖျားမှာမွေးငါသွားလူခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်အားလုံးပဲ vlog လေးကိုစောင့်ကြည့်ပြကြပါခင်ဗျာလက်ဆက်မွေးနေ့ကတော့ပြီးခဲ့တဲ့4လပိုင်း12ရက်နေ့ကပြီးသွားခဲ့ပြီပေါ့နော်ရန်ကုန်ရောက်မှလှူမယ်ဆိုပြီးရည်ရွယ်ထားတာအခုတော့ရည်ရွယ်ချက်လေးကတော့ပြည့်သွားပါပြီ Bless ကတော့အဝါကျိတ်ဖုကန်နေစားပင်းနဲ့အတူချိတ်ဆက်ပြီးတော့မှသွားပြီးတော့လှူခဲ့တာပေါ့နော်အဝါကျိတ်မှာတော့ Studita package လေးတွေလည်းအများကြီးရှိပါတယ်ထမင်းဟင်းနဲ့ပတ်သက်ပြီးလူချင်းနေဆိုလဲ package လေးအများကြီးရှိပါတယ်ဟင်းလေးရတော့အမျိုးအစားအစုံနေပေါ့နော်လူဦးရေကတော့200 210 220 230စသဖြင့်ဟင်းအမျိုးအစားပေါ်မူတည်ပြီးတော့လဲတတ်မှတ်ထားတဲ့ package လေးလည်းရှိပါတယ်ခင်ဗျာမုံဟင်းကကြာစံချက်အုံနှုတ်ခောက်ဆွဲလည်းရပါတယ်ကြာစံချက်ကတော့လူဦးရေ400စာမွေးငါးနဲ့အုံနှုတ်ခောက်ဆွဲကတော့လူဦးရေ350စာရပါတယ် Bless ကတော့မွေးငါးလေးကိုရွေးခဲ့ပါတယ်မွေးငါးကတော့အချိန်30လူဦးရေ350စာရတယ်ပေါ့နော် package ဈေးနှုန်းကတော့6သိန်းကျပ်ပေးရပါတယ်အဝါကျိတ်မှာဆိုရင်နောက်ထပ်အရှိုပွဲအနေနဲ့လည်း package လေးရှိပါသေးတယ်သူကတော့လူ100စာ package ပေါ့နော်အရှိုပွဲကတော့တာကူမော်လက်ဆောင်ငပြောပေါင်းဆိုပြီးရှိတယ်နောက်ထပ်ကတော့အေးဖြော်ရည်အတွက်ကိုလည်းရပါတယ်သူကတော့လူ100စာ package လေးပါဈေးနှုန်းကတော့သူ့ဈေးနှုန်းနဲ့သူပေါ့နော်သူတို့ရှက်ပြုတ်ပုံအစစ်စစ်ရလဲတိတိချာချာလေးနဲ့တန်တန်ရှင်းရှင်းနဲ့ပေါ့နော်အသီးရွက်တွေအားစားလက်လက်ဆက်ဆက်နဲ့အသုံးပြုပေးပါတယ်အဝါကျိတ်မှာကိုကတကယ်လို့အော်ရာမှာခဲ့လို့ရှိရင်လဲတွားကြည့်ချင်တဲ့ပါဆိုရင်တွားပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာ Bless ရဲ့အကြိုက်ဆုံးအစားအစာဖြစ်တဲ့မွေးငါးကိုလူခွင့်ရလို့လဲတကယ်ဝမ်းသာပါတယ်အဝါကျိတ်ဖူးကန်နေစားပစ်ကအနီဝင်းဝင်းပေါ်နဲ့ဒီအဝန်ထမ်းတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အင်းအရသာကိုလည်းတိတိကျကျလေးနဲ့အရသာကောင်းချက်ပေးတဲ့အပြင်မှာအစာပလာအစုံလေးနဲ့ပေါ့နော်တောမကြမျိုးမကြမွေးငါးလေးကိုလည်းချက်ပြုတ်ပြီးလို့လည်းထပ်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ကတော့ Bless ကိုမွေးနေ့လက်ဆောင်အဖြစ်နောက်ထပ်100စာထပ်ပြီးတော့လည်းလက်ဆောင်ပေးလို့လည်းထပ်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဆိုတော့ Bless လိုမျိုးပဲအခုလိုမျိုးလှူခြင်းနေဆိုရင်တော့အဝါကျိတ်ဖူးကန်တွေကိုဆက်သွယ်ကြည့်ပါနော်ဒီကအနီကလည်းသဘောကောင်းတယ်ဝန်ထမ်းတွေကအစားလည်းတေချာလေးလုပ်ပေးတယ်ကိုဖြစ်ရှင်နာလေးကိုလည်းပြောပြလို့ရတယ်ပေါ့နော်အစီအမီနဲ့ညှိပေးတာဖြစ်တဲ့အတွက်အားလုံးလည်းအဆင်ပြေကြပါစေအခုလိုမျိုးလေးလည်းလှူနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအဝါကျိတ်ဖူးကန်နေစားပေးရဲ့ page လေးကိုရောပြီးလို့ရှိရင်တို့ရှိမှရနိုင်တဲ့ package လေးတွေလည်းဒီ blog လေးရဲ့အောက်လေးမှာ comment မှာချပေးထားပါမယ်ခင်ဗျာအလေးကလေးမစကားပြောနေပါဗျာကောင်းပါတော့မယ်ဆိုတော့ဒီနေ့ကကြောက် Bless တာ30ပြည့်နှစ်ပေါ့နော်30ပြည့်နှစ်ကတော့4လပိုင်းနဲ့ပြည့်တာအခုမှဒါရန်ကုန်ရောက်တော့လှူတာပေါ့နော်ဆိုတော့ဒီအဝါကျိတ်ဖူးကန်တင် service ကနေပြီးတော့ Bless ကဒီမှာမွေးငါးမှာလိုက်တာအဲ့ဒါအချိန်30ဆိုလူကြီးကတော့350လောက်ရတယ်ဒီမှာလူတွေကလည်းအများကြီးပဲဆိုတော့ခဏလေးကုန်သွားရောက်တာတော့ဘာမှစကားမပြောနိုင်ဆိုတော့ဒီနေ့ကတော့ဒါအဝါကျိတ်နဲ့အတူတူလက်တွဲပြီးတော့ဒါ Bless ကလှူတာပေါ့နော်ကဲအလူလေးကတော့ပြီးမြောက်သွားပြီပေါ့နော်အဝါကျိတ်ဖူးကန်နေစားပစ်ကအနီဝင်းဝင်းပေါ်အကွေတို့လင်မယားရောဝန်ထမ်းတွေတကယ်ကိုတေချာလေးလုပ်ပေးရဖြစ်တဲ့အတွက်အားလုံးတကယ်ကိုကျေးဇူးထပ်တင်ပါတယ်ခင်ဗျာ Bless ကတော့ကိုလူထားတဲ့မွေးငါးလေးကိုဒါစားမယ်ပေါ့နော်လူတန်းပြီးသွားပြီဆိုတော့ကိုလည်းမွေးငါးစားမယ်ပေါ့နော်ကိုလူထားတဲ့မွေးငါးလေးလည်းစားရမှာပေါ့နားပါကိုရမတက်ရပဲစားရမှာနော်ဖျားပါဆိုတော့လေချေကောင်းကဲလို့ကိုကလူချင်းနေမှာဆိုရင်လေသူ့ကြောင့်လူချင်းတယ်ဒါပေမဲ့ဘယ်လိုလူရမလဲမသိဘူးအဲ့လိုမျိုးရှင်နေမျိုးဆိုရင်အခု Bless လူတဲ့ဒီမှာအဝါကျိတ်ပေါ့နော်အဝါကျိတ်မှာကျတော့ Bless လူလိုပဲမွေးငါးလဲလူရရတယ်မင်းနူးရတော့ဒီမှာအစုံရှိရပေါ့နော်ဟင်းလဲလူလို့ရတယ်ဒီစုံကလပဲတို့ဝတ်သားဝယ်မနေ့ကဆိုရင်တို့ချက်နေရဝတ်တနီချက်တွေပါချက်နေရပေါ့နော်ပြီးလို့ချင်းကြာစံချက်တွေပါလူလို့ရတယ်ကိုကအိမ်မှာသွားပြီးတော့လေကြည့်ကျင်တပါဆိုလည်းသွားကြည့်လို့ရတယ်ပေါ့နော်သူတို့ချက်တာကလည်းဒီမှာတန်တန်ရှင်းရှင်းနဲ့ပြီးလို့ရှိရင်လည်းအစီလဲတန်တန်လေးသုံးပေးရဘူးကတော့ကောင်းတော့မယ်ဒီလူကပြောတာဘယ်နေရာမှာမဆိုလူချင်းနေဆိုရင်လည်းဒီမှာအဝါကျိတ်ပေါ့နော်စရိတာစားပင်းနဲ့လှမ်းပြီးချိတ်ဆက်ပြီးတော့လှူလို့ရပါတယ်
plus ဖုန်းနံပါတ်လေးလည်းချပေးထားမယ်သူတို့ရဲ့ page လေးလည်းရှိရပေါ့နော်တော့အပြောင်းဒီနေ့ကတော့ share ပြောင်းနည်းနည်းပဲကြံတာအဲဒီနေ့ကျန်တော့ကိုလည်းမွေးငါကိုလူထားရဲ့မွေးငါလေးစားကျင်တော့အနီးကပကံလေးပါတည်ပြီးလားဒီမှာစားဆိုတော့အားလုံးလည်းအခုလိုမျိုးစတူဒီတိုင်းပါတူကျင်နေဆိုရင်အဝါကျိတ်ကိုမမေ့နဲ့ပေါ့နော်အဝါကျိတ်နဲ့ရှိတ်ဆက်ပြီးတော့တူတန်းလို့ရပါတယ်ဆိုတော့ blessed blog လေးလည်းဒီမှာပဲဆုံးသက်ပါမယ်ကြည့်ကြည့်တို့အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးတွေ့တာပါမဆက်စားလာအောင်ပဲ